လေ့ကျင့်မယ်ဆိုလို့ရှိရင်စိတ်ကလွန်မအစွမ်းထက်တဲ့အရည်အသွေးတွေရှိတယ်တယောက်တည်းနဲ့အများကြီးဖြစ်အောင်ဖန်ဆင်းလို့ရတဲ့အစွမ်းစိတ်မှရှိတယ်မြေကြီးထဲမှာရွှေရှိတယ်ဒီစိတ်ထဲမှာလည်းပဲအစွမ်းတတိတွေရှိတယ်သူတို့ရဲ့စိတ်ကိုသိနိုင်မြင်နိုင်တဲ့အစွမ်းတွေဘုန်းတို့စိတ်ထဲမှာရှိတယ်ဒါပေမဲ့မလေ့ကျင့်ပဲနဲ့အညစ်အကြေးကိုမဖယ်ဘဲနဲ့ရွှေကိုမရနိုင်တယ်လို့မလေ့ကျင့်ပဲနဲ့စိတ်ရဲ့အဲ့ဒီအစွမ်းကိုလည်းမရနိုင်ဘူးဒိဗ္ဗသောတာလို့ဆိုတဲ့ဝေးကြီးကပြောတဲ့စကားတူတူလေးပြောတဲ့အတန်ဒါကိုကြားနိုင်တဲ့အစွမ်းဒီစိတ်မှာရှိတယ်ဒိဗ္ဗစက္ခုလို့ဆိုတဲ့ဝေးကြီးမှာရှိနေတဲ့အစဉ်ဖုံးကွယ်ထားတဲ့နေရာမှာရှိနေတဲ့အစဉ်ကိုမြင်နိုင်တဲ့အစွမ်းတတိဒီစိတ်မှာရှိတယ်ဟုတ်လားပြီးခဲ့တဲ့ဘဝတွေကိုပြန်လဲပြီးတော့အောက်မေ့အမှတ်ရနိုင်တဲ့အစွမ်းတွေဒီစိတ်မှာရှိတယ်ဒါပေမဲ့အညစ်အကြေးတွေကိုမဖယ်နိုင်တော့အဲ့ဒီအစွမ်းတတိရဲ့အကျိုးကျေးဇူးကိုဘုံဘုံတို့မရရှိဘူးဟုတ်လားနောက်ဆုံးလောဘဒေါသမောဟကိုလုံးဝကုန်ခန်းသွားစေနိုင်တဲ့ဖယ်ရှားသုံးသစ်ပြည့်နိုင်တဲ့အစွမ်းတတိဒီစိတ်မှာရှိတယ်ဒါပေမဲ့ဘုံဘုံတို့ကနိမန်လမ်းမှာလေ့ကျင့်မထားဘူးဆိုတော့အဲ့ဒီအစွမ်းတတိတွေကမရှိသလိုဖြစ်နေတယ်မပေါ်ဘူးပေါ့ဟုတ်လားစိတ်ရဲ့အဲ့ဒီအစွမ်းတတိတွေအည်သွေးတွေကိုရကျင်တယ်ဆိုလို့ရှိရင်ဆိုတော့ပြောတယ်လို့ရွှေရကျင်တယ်ဆိုရင်အငြိအကြီးအမျိုးမျိုးကိုဖယ်ရှားပစ်ဖို့လိုတယ်လို့စိတ်ရဲ့အည်အသွေးကောင်းမွန်တဲ့အနေအထားတစ်ခုကိုရကျင်တယ်ဆိုရင်စိတ်ရဲ့အညစ်အကြေးတွေကိုဘာလို့မလုပ်ဖယ်ရှားပြရမယ်စိတ်ရဲ့အညစ်အကြေးကိုလည်းမြတ်စွာဘုရား30ဟောတယ်အကျဉ်းစားအညစ်အကြေးအဲ့ဒါဘာပြောတာလဲဆိုဒုစရိုက်တရားတွေပြောတာသူများတဲ့တမဲ့သူအပစ္စည်းမတရားယူမဲ့ကာမကိစ္စဖောက်ပြန်မယ်ဒါကာယဒုစရိုက်လေညာပြောမယ်ဘုံစကားပြောမယ်ကြံတန်းတဲ့စကားပြောမယ်ဓမ္မရှိတဲ့စကားတွေပြောနေပြီဒါပါတော့ဝစီဒုစရိုက်သူအပစ္စည်းမတရားလိုချင်တယ်စိတ်ထဲကနေရဖို့ကြံစည်နေတယ်သူတို့ကိုဆင်းရဲစေခြင်းနဲ့နှိပ်စက်ခြင်းနေတယ်မာယွင်တဲ့ယူဆတွေရှိနေပြီဒါပါတော့မနောဒုစရိုက်အဲ့ဒီဒုစရိုက်တရား3ပါးကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်အကျေပွားလိုက်ရင်10ပါးအဲ့ဒီဒုစရိုက်တရားတွေကစိတ်ရဲ့အချမ်းသာအညစ်အကြေးတွေပဲရွှေရဲ့အချမ်းသာအညစ်အကြေးတွေကြောက်စိတ်ခဲတွေမြေကြီးခဲတွေသေချမ်းတွေဒါတွေကိုမဖယ်ဘဲနဲ့ဘုန်းတို့ရွှေရနိုင်မလားမရနိုင်ဘူးအဲ့လိုပဲဒုစရိုက်တရားတွေကိုမဖယ်ဘဲနဲ့စိတ်ရဲ့ထက်မြက်တဲ့အရည်အသွေးတွေကိုဘုန်းတို့မရနိုင်ဘူးသူများတက်တယ်ညှဉ်းနှွမ်းသွားပြီဒီစိတ်ကဖြူရှင်ဖို့အတွက်အများကြီးကြိုးစားလိမ့်မယ်ရုန်းကန်ရလိမ့်မယ်ဟုတ်လားမဟုတ်တာလှုပ်ထားတယ်မမှန်တာပြောထားတယ်မတင့်တော်တာတွေတွေးကြံနေတယ်ဒါတွေကစိတ်ကိုအများကြီးအနှောင့်အယှက်ပေးနိုင်တဲ့အပြုအမူအပြောဆိုအတွေးကြံတယ်ဟုတ်လားအဲ့ဒါအကျဉ်းသားအညစ်အကြေးဒါစိတ်ရဲ့အရည်အသွေးကိုရကျင်တယ်ဆိုလို့ရှိရင်နံပါတ်1အဲ့ဒီအကျဉ်းသားအညစ်အကြေးကိုဘယ်လိုလုပ်ဖယ်ရှားရမယ်နောက်အလက်စားအညစ်အကြေးတဲ့အဲ့ဒါကျတော့ဘာပြောလို့ဆိုတော့ကာမဝိတ္တဗျာပါဒဝိတ္တဝိညာဏဝိတ္တဆိုတော့ဒုစရိုက်တွေတဲ့တော့ပို့ပြီးတော့သူကနှုတ်သွားတယ်နော်ကာမအာယုန်နဲ့ပတ်သက်ပြီးတော့တွေးကြံမြင်ဖို့ပဲစဉ်းစားတယ်နားထောင်ဖို့ပဲစဉ်းစားတယ်စားဖို့တောက်ဖို့တွေးဖို့ထိဖို့ပဲစဉ်းစားတယ်ဒါပါတော့ကာမဝိတ္တအဲ့ဒါစိတ်ရဲ့အလက်စားအညစ်အကြေးမကျေနပ်မှုနဲ့တွေးနေတယ်စိတ်တိုင်းမကြမှုနဲ့တွေးကြံနေတယ်ဗျာပါဒဝိတ္တအဲ့ဒါစိတ်ရဲ့အလက်စားအညစ်အကြေးဝိညာဏဝိတ္တတွေမကျေနပ်ချက်တွေကထိတ်မရဘူးတွေးထဲမှာပေါက်ပွဲနေတယ်ဘာလို့တော့ဆင်းရဲဖို့သူများဆင်းရဲစေဖို့သူများကိုနှိပ်စက်ဖို့အထိစဉ်းစားလာဒါဝိညာဏဝိတ္တစိတ်တူလာပြီဆိုလို့ရှိရင်ဆင်းရဲစေခြင်းတဲ့သဘောကနောက်ကကပ်ပြီးတော့လိုက်လာဖြည့်ဆည်းခြင်းတဲ့သဘောကနောက်ကကပ်ပြီးတော့လိုက်လာတာအ ਨੇ ဆုံးတော့အမူအရာလေးနဲ့မျက်စောင်းလေးတော့ထိုးကြည့်လိုက်ဂျင်းနဲ့ဖုနဲ့ဘူးဆိုဟုတ်လားဒိမရဘူးဆိုဘာလို့ဝစီကံအဖြစ်ပြောမယ်ဆိုမယ်အဲ့လောက်နဲ့ဒေါသကမကျင်တတ်နိုင်ဘူးငါ့ကိုအလိုဖြည့်ပေးဆိုရင်ဘယ်ထိသွားမလို့ရိုက်မယ်နှက်မယ်ပတ်မယ်ဖြတ်မယ်ဒီထိသွားမှာနော်အဲ့ဒီလိုအတွေးမျိုးတွေကာမဝိတ္တဗျာပါဒဝိတ္တဝိညာဏဝိတ္တအဲ့ဒါဘာလဲဆိုရင်စိတ်ရဲ့အလက်စားအညစ်အကြေးတဲ့အဲ့ဒီအလက်စားအညစ်အကြေးကိုမဖယ်ဘဲနဲ့လည်းပဲစိတ်ရဲ့မြင်မာတဲ့အရည်အသွေးကိုဘုံတို့ရနိုင်
ကဲအလတ်စားအညစ်အကြေးကိုဖယ်ပြီးပြီဆိုရင်ဘာကြမ်းဆိုအနုစားအညစ်အကြေးစိတ်ဝင်စားတဲ့ကောင်းနော်လက်ဆောင်ပြဟုတ်ဘူးအနုစားအညစ်အကြေးကဘာပြောတော့ဆိုတော့ညာတိဝိတ္တဇနပဒဝိတ္တအနဝဉ္ညတိပฏิတန်ယုတ်တဝိတ္တဘာပြောတာလဲဆိုတော့ညာတိဝိတ္တဆိုတာမိသားစုနဲ့ပတ်သက်ပြီးတော့တွေးနေဆွေတွေမျိုးတွေနဲ့ပတ်သက်ပြီးတော့တွေးနေငါဟာလို့ဟုတ်လားမှတ်ထင်ထားတဲ့အတိုင်းဝိုင်းလေးနဲ့ပတ်သက်ပြီးတော့မလုပ်နေတော့တွေးနေငါလူလေးတွေနဲ့ပတ်သက်ပြီးတော့တွေးနေဟုတ်လားခက်သွားပြီနော်ဒါဖယ်ဖို့လွယ်ဦးမလားလွယ်တော့ဒီထဲပဲလူဖြစ်နေတာဟုတ်လားစိတ်ကလေးကဒီထဲပဲနေနေရနော်ဟုတ်လားညာတိဝိတ္တပြီးတော့ပါတော့ဇနပဒဝိတ္တဇနဘုံနဲ့ပတ်သက်ပြီးတော့တွေးတာအဓိပ္ပာယ်အခြေဘယ်လိုများပြောရပါမလဲဇနဘုတ်ဆိုတာရက်ရွာတွေမြို့တွေနေရာတွေအများကြီးတွက်ကြည့်လိုက်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ဘုန်းဘုန်းတို့တွေးနေကြတာတွေမရှိဘူးလားအမျိုးမျိုးပေါ့လေဒီဇနပဒဝိတ္တရဲ့အဓိပ္ပာယ်ကတော့အများကြီးကျေပြတ်မယ်လို့ထင်ပါတယ်ယောဂီတို့ဉာဏ်ရှိတယ်ပေါ့ကိုတွေးကြည့်ဟုတ်လားဆွေမျိုးတွေနဲ့ပတ်သက်ပြီးတော့မိသားစုတွေနဲ့ပတ်သက်ပြီးတော့တွေးနေတာရက်ရွာတွေနဲ့ပတ်သက်ပြီးတော့တွေးနေတာပဝန်းကျင်လိုလည်းပဲဆိုနိုင်ပဲသူများလိုလည်းပဲဆိုနိုင်ပဲအဲ့ဒီဇနပဒဆိုတာထဲမှာသူများမပါဘူးလားကိုရွာကလူဒီရွာကလူကိုမျိုးကလူဒီမျိုးကလူဟိုလူဒီလူတွေရဲ့အကြောင်းတွေးနေတာဇနပဒဝိတ္တထဲကိုထည့်လို့မရနိုင်ဘူးလားရနိုင်တယ်ညာတိဝိတ္တဇနပဒဝိတ္တအနဝဉ္ညတိပฏิတန်ယုတ်တဝိတ္တတဲ့အဲ့ဒါဘာပြောတော့ဆိုတော့ကိုယ်သူများကအထင်မသေးစေလိုမှုနဲ့ဆက်ရှင်တဲ့အတွေ့တနည်းအားဖြင့်သူများကကိုယ်လေးစားစေခြင်းနဲ့အထင်ကြီးစေခြင်းနာနဲ့ဆက်ရှင်တဲ့အတွေ့တဲ့ဒီအတွေ့ကကောင်းတိုင်းမှာအကြီးရှိလူရဝင်ခြင်းနဲ့ဟုတ်လားလူရဝင်ခြင်းနဲ့စိတ်မရှိဘူးလားရှိရနော်ကိုယ်သူများအထင်မသေးစေခြင်းတမျိုးနားလဲအောင်ပြောမယ်ဆိုရင်အထင်မသေးစေခြင်းနဲ့စိတ်ကရက်မနေဘူးဘာလို့စေခြင်းသေးတော့အထင်ကြီးစေခြင်းသေးတယ်ဟုတ်တယ်နော်အဲ့ဒါလို့သူများအထင်မသေးစေဖို့သူများအထင်ကြီးဖို့အတွက်ဘုံဘုံတို့လောက်ကိုင်းပြောဆိုတွေ့ကျင်နေကြရတာတွေအများကြီးမရှိဘူးလားရှိတယ်အဲ့ဒါဘာတွေတုံးလို့မေးလို့ရှိရင်အနုစာအညစ်အကြေးတဲ့ညာတိဝိတ္တဇနပရဝိတ္တအနဝဉ္ညတိပฏิတန်ယုတ်တဝိတ္တဟုတ်လားအဲ့ဒီအနုစာအညစ်အကြေးကိုဖယ်လိုက်တဲ့အခါမှာစိတ်မှာဘာကြံနေသေးလဲဆိုတော့တရားနဲ့ဆက်ရှင်တဲ့အတွေးလေးဓမ္မဝိတ္တတော့ကြံနေသေးတယ်တဲ့ဟောဆိုတော့ကရွှေကျင်တဲ့ပုဂ္ဂိုလ်ဟာအကျဉ်းသားအညစ်အကြေးအလတ်စားအညစ်အကြေးအနုစားအညစ်အကြေးကိုဖယ်လိုက်တော့ဘာကြံတော့ရွှေကြံတယ်ဒါပေမဲ့အဲ့ဒီရွှေကအလုပ်ဖြစ်ပြီလားဆိုတော့မဖြစ်သေးဘူးအကျဉ်းချင်းအထက်ထက်လှော်ရအောင်မယ်မီးနဲ့တွေးပေးရအောင်မယ်မီးနဲ့ကစားပေးရအောင်မယ်ဟုတ်လားအဲ့လိုပဲအခုဘုန်းဘုန်းတို့ရဲ့အလတ်စားအကျဉ်းစားအလတ်စားအနုစားအညစ်အကြေးတွေဖယ်လိုက်နိုင်ပြီဆိုစိတ်ကမဖြစ်လာအလွန်မှအည်အသွေးတွေရှိလာပြီဟုတ်လားဒါပေမဲ့ဘာတော့ကြံနေတော့ဓမ္မဝိတ္တကြံနေတယ်အဲ့ဒီအချိန်မှာဘာဝနာတရားတစ်မျိုးမျိုးနဲ့စိတ်ကိုလေ့ကျင့်မှများတဲ့ခါကျတော့ဒီစိတ်ကငြိမ်ဝတ်ဒါပေမဲ့လို့သူကလုံလဝရိယနဲ့ဒီဗျာပါဒစိုက်ထုတ်ပြီးတော့မှကိလေသာကိုနှိပ်ကွပ်ထားတဲ့သဘောဒါပေမဲ့အဲ့လိုလေ့ကျင့်ရင်နဲ့စိတ်ကဒီအလုံးမှာအလွန်ကျွမ်းကျင်သွားပြီးတော့နောက်ဆုံးဘာလုံးလဝရိယမှမစိုက်ထုတ်เสียမလိုပဲနဲ့ဘာဗျာပါဒမှအားစိုက်เสียမလိုပဲနဲ့အလို့အလျောက်စိတ်ရဲ့တည်ငြိမ်ခြင်းငြိမ်ဝတ်ခြင်းဆိုတဲ့အခြေအနေတစ်မျိုးဟာလည်းရှိတယ်တဲ့မြတ်စွာဘုရားပြောပြပါဦးလေအဲ့ဒါတွေကိုလက်တွေ့နားလည်နိုင်အောင်ယောဂီတို့ကြိုးစားကြည့်နော်စကနဦးကြိုးစားတော့ကတော့လုံလဝရိယနဲ့ဗျာပါဒစိုက်ထုတ်ပြီးတော့စိတ်ကိုငြိမ်ဝတ်အောင်ဘာလို့ရတော့ကြိုးစားစိတ်ကလေးငြိမ်နေအောင်ကြိုးစားယူနေရတယ်ကြိုးစားမှများလာတဲ့ခါကျတော့နောက်ကျတော့ဘလို့ဖြစ်သွားလဲကြိုးစားစရာကိုမလိုပဲနဲ့သူ့အလိုလျောက်စိတ်ရမှာဖြစ်နေတော့ငြိမ်နေတဲ့အနေအထားတစ်ခုအလွန်မှအည်သွေးမြင့်တဲ့အနေအထားတစ်ခုဖြစ်သွားတယ်အဲ့ဒီအခြေအနေမျိုးမှာအကယ်၍အကြောင်းတရားနဲ့ပြည့်စုံမယ်ဆိုရင်ဒီလူကလိုချင်မယ်ဆိုလို့ရှိရင်ခုနပြောသလိုတယောက်တည်းကနေအများကြီးမြေကြီးထဲမှာရေထဲသွားသလိုမျိုးရေထဲမှာမြေကြီးပေါ်သွားသလိုမျိုးအမျိုးမျိုးတကူဖန်ဆင်းခြင်းဣတိဝိဒအဘိညာဉ်ဆိုတာကိုရနိုင်တယ်
အဲ့ဒီအခြေအနေရောက်သွားလို့ရှိရင်ဟုတ်လားဒိဗ္ဗသောတာအဘိညာဉ်ကိုရနိုင်တယ်ပရစိတဝိဇာဏနာအဘိညာဉ်ကိုရနိုင်တယ်သူကစိတ်ကိုသိတယ်ဒိဗ္ဗစက္ခုအဘိညာဉ်ကိုရနိုင်တယ်ပုဗ္ဗေနိဝါဒနုဒ္ဓိအဘိညာဉ်ကိုရနိုင်တယ်ဒါတွေယောဂီတို့အသေးစိတ်ရှင်းပြကြမလို့ပါဘူးဘုံမဒီလောက်လေးခေါင်းစဉ်လေးပြောလိုက်ရင်သိတယ်နော်ဒိဗ္ဗစက္ခုဆိုမှပြောတာတော့နတ်မျက်စိကဲ့သို့မြင်နိုင်တဲ့အရည်အသွေးပုဗ္ဗေနိဝါဒနုဒ္ဓိအဘိညာဉ်ဆိုတော့ပြောတာတော့ဖြစ်ခဲ့ပြီးသားဘဝအစဉ်တွေကိုပြန်လဲအောက်မေ့နိုင်တဲ့အရည်အသွေးတမှုအကြီးမားဆုံးအသိဉာဏ်ကဘာလို့ဆိုတော့အာတဝခေယဉာဏ်အာတောတရား၄ပါးကိုပုံခန်းသွားစေနိုင်တဲ့ဉာဏ်အဲ့ဒီဉာဏ်ကိုတောင်သူအလိုရှိမယ်ဆိုရင်သောတော်ကစိတ်အကြည့်သွေးမြင်မအောင်လေ့ကျင့်ထားတဲ့ပုဂ္ဂိုလ်တူတယောက်ဟာရနိုင်တယ်လို့ဟောဟုတ်လားဒါကြောင့်ကောင်းတာတွေဟာလွယ်ကူတဲ့သဘောရှိမနေဘူးအထက်ထက်ဘုံဘုံတို့ဟာကြိုးပမ်းအထောက်ရတယ်ပထမအဆင့်ဒုစရိုက်တရားကင်းအောင်ကြိုးစားရတယ်ဒုတိယအဆင့်ကာမဝိတ္တဗျာပါဒဝိတ္တဝိသဝိတ္တအတွေးစိုးတွေမဝင်အောင်ကြိုးစားရတယ်တတိယအဆင့်ကိုမိသားစုနဲ့ပတ်သက်တဲ့ကိုဆွေမျိုးနဲ့ပတ်သက်တဲ့အတွေးတွေတောင်မတွေးမိအောင်ရရေးရွာရေးနဲ့ပတ်သက်တဲ့အတွေးတွေတောင်မတွေးမိအောင်ကိုသူများအထင်သေးမှလားသူများအထင်ကြီးသေးခြင်းလားဘာညာအဲဒီနဲ့ပတ်သက်တဲ့အတွေးတွေတောင်မတွေးမိအောင်ဘုံဘုံတို့ဟာဘာဝနာတရားပေါ်မှာဒီစိတ်ကလေးကိုတကားလေခိုင်မြဲနေဘလို့တော့လေ့ကျင့်ရတယ်အဲ့လိုလေ့ကျင့်မှများမှစိတ်ရဲ့မွန်မြတ်တဲ့အရည်အသွေးတစ်ခုဆိုတာထွက်လာတာသုံးတော့ပြောလို့ဘိညာဉ်တရားအဲ့ဒီအဆင့်ကိုမရောက်သေးတောင်မှကိုလုံးနိုင်မယ်ဆိုရင်လုံးနိုင်တဲ့အနေအထားလေးနဲ့ထိုက်တန်တဲ့အကျိုးရလဒ်ကတော့မရနိုင်ဘူးလားရနိုင်ပါ